င်္ဂလာပါရှင်။တဝန်ကတိတော့ချင်တယ်မှာကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါနေမိဒီနေ့ပြသပေးမှာတော့ပေါ့ပပနဲ့ချစ်စရာကောင်းတဲ့ငကက်လေးပဲဖြစ်ပါရဲ့ရှင်။အရင်ကငကက်လေးနဲ့တခွန်းအောင်မပြည့်တဲ့ငကက်လေးပဲပါဝင်ပြီးတော့အရင်ကငကက်လေးပဲဖြစ်ပါရဲ့ရှင်။အရင်ကငကက်လေးတွေပါမင်းပထမအဆုံးပြပေးတဲ့ခြေငကလေးဆိုရင်သူဆိုရောင်ပြေးလေးတွေပါတယ်အရန်လာတဲ့ခြေငကပုံစံဒီပါအရန်ဟိုမှာချစ်စရာကောင်းပြီးတော့ကိုယ်တိုင်ပဲဝင်မလားလက်ဆောင်ပေးပြီးမလားအရန်ဟိုမှာအဆင်ပြေပြီးတော့ဝင်လာရင်ပေါ့ပါတဲ့ချစ်ဖို့ကောင်းတဲ့ငကလေးပဲဖြစ်ပါတယ်ဒီငကလေးဆိုရင်တယ်လီတို့ရေ 0.82 gram ပဲရှိပြီးတော့အရန်ဟိုမှာလှပါတယ်ရှင်ဒီဂျူရီယာမြောက်ငကလေးဆိုရင်လည်းချစ်စရာလေးပါချက်နေငကလေးပါသူဆိုရင် 0.74 gram ပဲရှိပြီးတော့ချစ်စရာကောင်းပြီးတော့ပေါ့ပါဝတ်စင်တဲ့အသေးလေးတွေအရန်လှပါတယ်အပေါ်ပုံလေးပဲဝင်မလားနှစ်ဘက်ပဲဝတ်ကြမလားအရန်ဝင်လာတဲ့ငကဒီဇိုင်းလေးပါရှင်အရန်လှပါတယ်ရှင်စက်ဖြက်လေးလေးနဲ့အရန်လှတဲ့ငကလေးပါဒီငကလေးဆိုလေချစ်စရာလေးပါသူဆိုရင်လက်ပြပုံငကလေးပါ gram ချိန်လေးက1.26 gram ပဲရှိပြီးတော့ဝတ်လိုက်ရင်ပေါ့ပါနဲ့စက်ဖြက်လေးစိန်လေးကိုထင်အောင်အရန်လှတဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ရှင်အရန်ဟိုမှာလှပပြီးတော့တန်လိုက်ရင်စမတ်စနဲ့ဝတ်ချင်တဲ့တဲလေးတွေအရန်ကိုချစ်စရာကောင်းတဲ့ငကလေးပါအရန်လှတဲ့ငကလေးပါရှင်မင်းပြတဲ့ငကလေးဆိုရင်ချစ်စရာကောင်းပြီးတော့ကိုယ်တိုင်ပဲဝတ်မလားလက်ဆောင်ပဲပေးမလားအရန်ကိုအဆင်ပြေပါတယ်ရှင်မင်းပြတဲ့ငကလေးကိုစနေတက်တယ်ဆိုရင်မင်းတို့ရဲ့တော်တော်ကပြီးမစင်တာမှာလဲစခွန်ရှော့ပြပြီးတော့လာရအားပေးဝယ်နေသူတို့မမေတို့ရဲ့ဘိုင်ဘာဖုန်းနံပါတ်2920 3498မှာလဲလာရအားပေးဝယ်နိုင်ပါတယ်ရှင်အရန်လာပါတယ်မမေတို့ရှိမှာဆိုရင် 80K ကလဲရင်30ရောင်းဝင်ဆန်9ရာခိုင်နှုန်းနဲ့အရန်အောင်မတတာမို့လာရအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်ဒီကိုယ်တိုင်လာရအားပေးနေတယ်ဆိုရင်မမေတို့ရဲ့ဆိုင်လိပ်စာဆိုရင်ပြည်လမ်းမှာတော့မှရှိရဲတဝင်စင်တာမင်းကြီးတက်မှာဖွင့်လာပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်